ခဲ့ရင်ကျွန်တော်မယူပါဘူးဗျာတကယ်မသိလို့ယူခဲ့မိတဲ့မိန်းမတွေအကြောင်းပြောပြခြင်းပါတယ်မိန်းမတွေကြောင့်ဘဝပါဖြစ်ပြီကွယ်ပြန်ရောက်ခဲ့ရင်ကျွန်တော်မယူပါဘူးဗျာတကယ်မသိလို့ယူခဲ့မိတဲ့မိန်းမတွေအကြောင်းပြောပြခြင်းပါတယ်မိန်းမတွေကြောင့်ဘဝပါဖြစ်ပြီကွယ်ခုဆိုကျွန်တော်မလေးကလင်းကိုလည်းခိနေရတယ်ခုဆိုကျွန်တော်မလေးဝိတ်တွေလည်းဖွင့်နေရတယ်မောလို့တည်တော့မယ်သူကြမလို့ဘူးကွယ်သမင်းချေလေကျွန်တော်ပဲဟင်းချေလေကျွန်တော်ပဲတနေ့ကုန်မနာရပင်မလိုက်တာဗျာကျွန်တော်မလေးကလင်းကိုလည်းထိနေရတယ်ခုဆိုကျွန်တော်မလေးဝိတ်တွေလည်းဖွင့်နေရတယ်မောလို့တည်တော့မယ်သူကြမလို့ဘူးကွယ်သမင်းချေလေကျွန်တော်ပဲဟင်းချေလေကျွန်တော်ပဲတနေ့ကုန်မနာရပင်မလိုက်တာဗျာတွေးကြလိမ့်မယ်မိန်းမရရင်မိန်းမရရင်တွေးကြလိမ့်မယ်ရှိစားဘဝတာယာတဲ့ခုကြတော့စိတ်ညစ်တယ်တကယ်စိတ်ညစ်နေပြီဗျာလူပြိုရွယ်ဘဝကိုတကယ်လို့သာပြန်ရောက်ခဲ့ရင်ကျွန်တော်မယူပါဘူးဗျာတကယ်မသိလို့ယူခဲ့မိတဲ့မိန်းမတွေအကြောင်းပြောပြခြင်းပါတယ်မိန်းမတွေကြောင့်ဘဝပါဖြစ်ပြီကွယ်ခုဆိုကျွန်တော်မလေးကလင်းကိုလည်းခိနေရတယ်ခုဆိုကျွန်တော်မလေးဝိတ်တွေလည်းဖွင့်နေရတယ်မောလို့တည်တော့မယ်သူကြမလို့ဘူးကွယ်သမင်းချေလေကျွန်တော်ပဲဟင်းချေလေကျွန်တော်ပဲတနေ့ကုန်မနာရပင်မလိုက်တာဗျာခုဆိုကျွန်တော်မလေးကလင်းကိုလည်းခိနေရတယ်ခုဆိုကျွန်တော်မလေးဝိတ်တွေလည်းဖွင့်နေရတယ်မောလို့တည်တော့မယ်သူကြမလို့ဘူးကွယ်သမင်းချေလေကျွန်တော်ပဲဟင်းချေလေကျွန်တော်ပဲတနေ့ကုန်မနာရပင်မလိုက်တာဗျာတွေးကြလိမ့်မယ်မိန်းမရရင်မိန်းမရရင်တွေးကြလိမ့်မယ်ရှိစားဘဝတာယာတဲ့ခုကြတော့စိတ်ညစ်တယ်တကယ်စိတ်ညစ်လို့နေပြီဗျာ